ကိုမောင်ကြီးချိအောင်ဗျာကျွန်တော်အခုပဲလုံးထုထပ်တွေ့တာအရင်စိတ်ဝင်စားဖို့ကောင်းဒီမှာရှောက်ထားရန်ဆိုတော့လင့်လေးပေးထားတယ်နှိမ့်လိုက်ရုံပဲလာစားကလည်းတော်တော်ကောင်းမဲ့ပုံပဲဗျာ ဟောအေးခဏလေးစီonline ပေါ်မှာဒီလိုမျိုးစွဲဆောင်ကောင်းတဲ့အကြောင်းအရာရောအများကြီးပဲကွာဒါပေမဲ့လို့အဲ့ဒါဆိုတာလည်းလင်းတွေကိုတန်းနှိပ်စရာမလိုဘူး online ပေါ်မှာဒီ link အတူတွေနဲ့ link လေးစင်းနဲ့ link တွေ link စစ်တွေနဲ့ခွဲခြားခတ်တယ်အဲအကြောင်းမလို့မင်းကို link တွေမနှိပ်ခင်ဘယ်လိုစစ်ရမလဲဆိုတာငါပြောပြပေးမယ်နှောက်ဆိုလို့ရှိရင်မင်းပတ်သက်ကုန်သွားတာနဲ့ပြီးရှင်ကိုဖုန်းတွေကို virus ဝင်သွားတာပဲဖတ်တယ်မယ် ဟုတ်လားကိုမောင်ကျွန်တော်လည်းအလုပ်ကြုံတာတွေ့ရတယ်ချက်ချင်းစိတ်လို့ရှာပြီးနှိမ့်ရှင်စိတ်ပေါက်သွားတာဘယ်လိုစစ်ဆေးရမလဲဆိုတာပြောပြပေးပါဦးကျွန်တော်တကယ်ချင်းနေတယ်ဒါပေမဲ့မသိကြဘူးဗျ ကဲအခုကြည့်မင်းဖုန်းထဲမှာဆိုရင် link တွေကို direct မနေဘဲနဲ့အဲ့ link တွေကို copy ယူပြီးတော့ဒီ Google Chrome တို့ပြီးလို့ရှိရင်ဒီ browser တို့မှာ paste လုပ်ပြီးတော့ရှာကြည့်လို့ရတယ်အဲ့လိုရှာလိုက်ရင်အဲ့ link ရဲ့လိပ်စာအပြည့်စုံထွက်လာလိမ့်မယ်မင်းကမြန်လုပ်ကြည့်လိုက် ဟုတ်တယ်ကိုမောင်ပေါ်လာတယ်ဗျဒီမှာက apply job now xyz ဆိုပြီးတော့ပေါ်နေတယ်အလုပ်ကြုံညာတွေကကုမ္ပဏီနာမည်နဲ့လုံးဝမဆိုင်ဘူးကုမ္ပဏီနာမည်က supply job လို့ရေးထားတာဗျ အေးအဲ့ဒါကြီးစုံမစီရပထမချက်က link ရဲ့လိပ်စာကုမ္ပဏီရဲ့နာမည်နဲ့တူရမယ်ဥပမာ spy job ကြီးညာရဆိုလို့ရှိရင်အဲ့ link ဟာ spyjob.com ဒါမှမဟုတ် spyjob.co.th လိုမျိုးကုမ္ပဏီရဲ့တရားဝင်လိပ်စာပဲဖြစ်ရမယ်ပြီးတော့အခြားထူးဆန်းတဲ့ link တွေဖြစ်ဖြစ်ဒါမှမဟုတ် spyjob.thailand.net လိုမျိုးစီဒီယိုမစကားလုံးတွေသုံးထားတာဖြစ်ဖြစ် spyjob hyc လိုမျိုး com net org co.th အစရှိတဲ့စကားလုံးတွေမဟုတ်ဘဲနဲ့hyc ပြီးရှင် .click အဲ့လိုမျိုးထူးဆန်းတဲ့စကားလုံးတွေပါလို့ရှိရင်ဒါအလိညာဆိုတာမြင်တည်ထားရမယ်ဒုတိယတစ်ချက်ကကြတော့မင်းနှိမ့်မဲ့ link တစ်ခုကလုံခြုံမှုရှိမရှိဆိုတာကွာဒီ link ရဲ့ထိပ်မှာပါတဲ့ https တွေကိုလည်းတိုက်ကြည့်ပြီးစစ်လို့ရတယ်website တိုင်းရဲ့ link အစမှာ https ကပါရမယ်အကယ်လို့ https ပဲပါပြီး s မပါရင်ပဲဖြစ်ဖြစ်ဘာမှမပါရင်ပဲဖြစ်ဖြစ်ဒီ link ကလုံခြုံမှုရှိဘူးဆိုတာအောင်မြင်သတိထားရမယ်အများအဖြစ်ဆိုလို့ရှိရင် https ကဘေးနားမှာ top club ပုံလေးပါလက်တယ်အဲ့ဒါသူကမင်းရဲ့ကိုယ်ရဆိုရင်ချက်လက်တွေကို data ကိုပို့ဆောင်တဲ့အခါမျိုးမှာလုံခြုံမှုရှိရဆိုတဲ့လက္ခဏာပဲပတ်သက်ကိစ္စပဲဖြစ်ဖြစ်မင်းကိုရဆိုရင်အချက်လက်တွေကိုဖြည့်ရမယ့် website ကိုသွားမယ်ဆိုလို့ရှိရင် https မပါရင်လုံးဝမဖြစ်ဘူးငါမျိုးသတိပေးခြင်းတယ်ဟုတ်ကဲ့မောင်ကျွန်တော် link တွေမနှိပ်ခင်အရင်ဆုံး link တွေရဲ့လုံခြုံစိတ်ချမှုရှိမရှိအရင်စစ်ဆေးကြည့်ပြီးတော့မှပဲဝင်လေးလာကြည့်တဲ့ကိစ္စတွေဆက်လုပ်တော့မယ်ဗျာ တတိယချက်ကတော့အတူကျုံ link တွေကိုသတိထားဖို့ပဲတစ်ခါလေအတူကျုံ link နဲ့ message ဒါမှမဟုတ် post တွေမှာအဲ့လို link လေးတင်ပြီးညွှန်းထားတတ်ကြတယ်ဒါတွေကသူတကယ်လိပ်စာစစ်ကိုဖုံးကွယ်ထားခြင်းလို့ပဲအဲ့ဒီ link တွေကဘယ်လိုသွားမလဲဘယ်လိုမှမသိနိုင်အောင်အကြောင်းမို့လို့အဲ့ဒါတွေကိုနှိပ်မယ်ဆိုလို့ရှိရင်မနှိပ်ခင်သတိထားရမယ်ဖြစ်နေနေရမယ်ဆိုလို့ရှိရင် URL expander လိုမျိုး website တွေဖြစ်ဖြစ် chatshorter.com လိုမျိုး app တွေမှာဖြစ်ဖြစ်အဲ့ link ကိုအရင်စစ်ပြီးတော့မှတကယ်လိပ်စာအစစ်မှန်ကိုကြည့်လို့ရတယ်အဲ့ဒါတွေကတကယ်သုံးဝင်တဲ့နည်းလမ်းတွေပဲကုန်ပေါ့အရင်ကဆိုတွေ့ရတယ်နှိပ်တာကြီးပဲနှိပ်လိုက်မြင်ရောဘာဖြစ်နိုင်လဲတကယ်လို့မင်း link တစ်ခုနှိပ်လိုက်မြင်ဆိုရင်တော့မင်းရဲ့ကိုယ်ရေးချက်လက်တွေမထည့်ရသေးဘူးဆိုရင်အဲ့ link တွေကချက်ချင်းမြင်ပြန်ထွက်ရမယ်အကယ်၍မင်းအဲ့ link တွေနှိပ်ပြီးတော့မင်းဖုန်းမတင်ရဖြစ်လို့ရှိရင် web scan လုပ်တာတို့ antivirus app တွေနဲ့ဖုန်း clear လုပ်တာကိုလုပ်လို့ရတယ်ပြီးတော့ဖုန်းထဲမှာ pop up ကြော်ညာဒါမှမဟုတ်မင်းဖုန်း virus ဝင်နေပြီဆိုရင် message ပြီးအဲ့လိုမျိုးစာတွေပေါ်လာလို့ရှိရင်လေမင်းလုံးဝ link ကိုနှိပ်ကြည့်ပြီးနဲ့ချက်ချင်းထွက်ပြရမယ်ဘာလို့လဲဆိုတော့အဲ့ကနေတစ်ဆင့် scan link တွေ website တွေရောက်သွားတယ်လို့ပဲနောက်တစ်ခုကမင်း social media ပေါ်မှာအလုပ်ကိုင်ခွင့်လန်းတွေတွေ့လို့ကိုယ့်ရဲ့မိတ်ဆွေတွေဒါမှမဟုတ်တငယ်ချင်းတွေကိုချက်ချင်းတန်းရှင်းရမျိုးမလုပ်သင့်ဘူးအရင်ဆုံးသူတို့ရဲ့ page တွေ profile တွေကိုမှန်မှန်အရင်ကြည့်ပြီးတော့စစ်ကြည့်ရမယ်နောက်တစ်ခုကကိုကတော့အလုပ်ကိုင်ခွင့်လန်းသိကြမယ်ထင်ရလို့ကိုယ်တငယ်ချင်းတွေကို share ပေးခြင်းနဲ့ဆိုရင်တော့မှပဲမ share ခင်မှာအဲ့ဒီသတင်းတွေကြော်ညာတွေကမှန်လားစစ်မှန်လားဆိုတာကိုခုနကငါတို့ပြောခဲ့တဲ့နည်းလမ်းနဲ့တိုက်စစ်ကြည့်လို့ရတယ်မင်းအရင်ဆုံးသိချာလုပ်ပြီးမှသူများရဲ့စီကို share ပေးရအကောင်းဆုံးပဲကိုယ်စီကနေတစ်စင်အနေရှိတဲ့ link တွေပြန်သွားတဲ့အဖြစ်မျိုးတော့မဖြစ်စေနဲ့ပေါ့ကွာဟုတ်ကဲ့ပါဘုံမောင်ကျေးဇူးပါဗျာကျွန်တော်အခု link တွေမနှိပ်ခင်ချက်လက်တွေမများဝင်ခင်မှာဘယ်လိုစစ်ဆေးရမလဲဆိုတာအကောင်းကောင်းနားလည်သွားပါပြီဖုန်းထဲ virus ဝင်တာချက်လက်တွေခိုးကန်ရတယ်ဘယ်လောက်အနေနဲ့များတယ်ဆိုတာပို့ပြီးသတိထားမိသွားပါပြီကောင်းတယ်အဲ့ဒါအရေးကြီးဆုံးပဲစီဟာမင်းအမြဲတမ်းမှတ်ထားမှာက link တွေကိုမနှိပ်ခင်အမြဲတမ်းစစ်ဆေးရမယ်ဆိုတာပဲလုံခြုံတဲ့ HTTP ရဲ့ပါတဲ့ link တွေနဲ့ community ကိုတိုက်စစ်တာတော့စိတ်ချအောင်ပဲမင်းရဲ့အလုပ်ကိုင်လုံခြုံမှုအတွက်မင်းရဲ့ကိုယ်ပိုင်အသိပညာနဲ့သတိတွေကတော့အကောင်းဆုံးကောက်ပဲပေါ့ကွာအကိုတို့အမတို့ညီလေးတို့ညီမလေးတို့ဒီဗီဒီယိုပိုင်းကမှာတော့ online မှာ link တွေကိုမနှိပ်မိခင်အချက်လက်တွေမျှဝေပြင်မှာဘယ်လိုလုံခြုံစိတ်ချတာစစ်ဆေးရမလဲဆိုတဲ့နည်းလမ်းတွေကိုရှင်းပြပေးခဲ့ပါတယ်အလုပ်ကိုင်လုံခြုံမှုဆိုတာကိုယ့်ဘဝအတွက်ရေးပါဆိုတော့မေးပါနဲ့နော်နောက်လာမယ့်ဗီဒီယိုပိုင်းမှာတော့ကိုယ်ပိုင်သတင်းချက်လက်များကာကွယ်ရင်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးထပ်မံရှင်းပြပေးသွားပါမယ်ဆက်လက်ဆောင်များအားပေးကြပါအောင်ခင်ဗျာဒီနေ့သင်ခန်းစာနဲ့ပတ်သက်တဲ့ညစမ်းပေးခွင့်လေးတွေကိုကုန်းမှန်ပေးထားတဲ့ဒီနေ့ရတဲ့စင်လေးဝင်ဖြည့်ကြည့်လို့ရတယ်နော်ကိုယ်တိုင်ဘယ်လောက်နားလည်ပေးဆိုတာစစ်ဆေးဖို့ကိုယ်ဝင်ဖြည့်ကြည့်လိုက်ပါနော်